Prime မျိုးကြီးပြကြသွားပြီ10နှစ်ကြာခဲ့တဲ့စစ်ပွဲကြီးနဲ့အဆုံးသတ်သွားခဲ့ပြီ Odysseus နဲ့သူ့ရဲ့စစ်တီတွေကယေသနာတွေအောင်ပွဲတွေနဲ့အတူအိမ်ပြန်ဖို့ရွက်သွင်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့မသိတာသူတို့ရဲ့ဒန်နာရီဆန်နဲ့ခီးရှည်ကြီးရဲ့အစတာယာရဲ့ပင်နယ်လေနှင်းတွေရဲ့အနောက်မှာတော့ဒွေးညီနန်းတွေနဲ့ကံကြမ္မာရိမ်မဲကြီးဟာစောင့်ကြိုနေပါတော့တယ်ဒီနေ့မှာတော့ကျွန်တော်တို့က Odysseus ရဲ့ပထမဆုံးအမှားယွင်းပထမဆုံးဆုံးရှုံးမှုနဲ့သူတို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ Siconis တို့မြာအဖြစ်အပျက်တွေကိုလေ့လာကြရမှာပါဒါရိုးရိုးစွန်စားကမဟုတ်ပါဘူးခေါင်းဆောင်မှုစီကံနဲ့ပေါ်ဆမှုတွေအတွက်အသက်ပေါင်းများစွာပေးဆက်ခဲ့ရတဲ့အားသီးတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ် Prime မျိုးကထွက်လာပြီးပထမဆုံးဆိုက်ရောက်ခဲ့တာကတော့ Ismarus မျိုးပါဒီမျိုးကခေတ်သစ်ဂရိနိုင်ငံအရှေ့မြောက်ပိုင်းက Thrace တိုင်းမှာရှိပါတယ်ဒီဒေသအထွက်တဲ့ဝိုင်ယာအဲ့ဒီအခက်ခါမှာတော့အတော့နာမည်ကြီးခဲ့တာပါအဲ့ဒီမှာနေထိုင်တဲ့ Siconis တွေကရိုးရိုးလူတွေတော့မဟုတ်ပါဘူးသူတို့က Troy စစ်ပွဲတုန်းက Trojan တွေဘက်ကဝင်ရောက်တိုက်ခိုက်ပြီးခဲ့ကြတဲ့ Trojan တွေကမဟာမိတ်တွေပါ Odysseus တို့ Achaeans တွေအတွက်ကတော့သူတို့ကရန်သူတွေပါပဲဒါကြောင့်လည်း Ismarus ကန်ဂျိုရောက်တဲ့အခါ Odysseus တို့ဟာပင်လယ်ဓမြဆန်ဆန်ဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်ခဲ့ကြပါတော့တယ် Odysseus ရဲ့စစ်တီတွေကမြို့ကိုဖျက်ဆီးပြီးတော့လူတွေကိုတတ်ခဲ့ကြတယ်သူတို့ကယေသနာတွေရွှေတွေနဲ့အမျိုးသမီးတွေကိုဖမ်းဆီးခဲ့ကြတယ်ဒါပေမဲ့ဒီရုပ်ရုပ်တဲကြားမှာ Odysseus ကထူးခြားတဲ့ဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်သူကနတ်ဖျားအပိုလို the god of the sun ဝတ်ပြုနေတဲ့ဖုံးတော်ကြီး Maron တွေ့တဲ့အခါဖုံးတော်ကြီး Maron နဲ့မိသားစုကိုသူ့စစ်တီတွေရန်ဘေးကင်းအောင်ကာကွယ်ဆောင်ရှောက်ပေးခဲ့ပါတယ်ဒီလောက်ရဟာ Odysseus ရဲ့နတ်ဖျားတွေအပေါ်ရှိုးသိမှုနဲ့အမျှော်မြင်ရှိမှုကိုလည်းပြသနေခဲ့တာပါသူ့ရဲ့အဖွဲ့သားတွေလောဘဇောတိုက်နေချိန်မှာသူကတော့နတ်ဖျားရဲ့အစီအကံကိုထိခိုက်မိရင်ဖြစ်လာမယ့်အန်ဒီရယ်ကိုကြိုမြင်နေခဲ့တာပါဒါဟာနဲ့ Odysseus ရဲ့လိမ်မာပါနဲ့တဲ့ဆုံးဖြတ်ချက်တွေကတခုပေါ့ကျေးဇူးတင်လာတဲ့ဖုံးတော်ကြီး Maron ဟာ Odysseus ကိုအဖိုးတန်လက်ဆောင်တွေပေးခဲ့ပါတယ်ရွှေစင်9ဒေါ်လာဇနီးခေအတိုင်းတာရ26ကီလိုဂရမ်ခန့်နဲ့ငွေသားပကံလုံးနေပါပဲဒါပေမဲ့အရေးကြီးဆုံးလက်ဆောင်ကတော့အိုးကြီး12လုံးနဲ့အပြည့်ထည့်ထားတဲ့မြင့်မြတ်တဲ့ဝိုင်းတွေပါပဲဒါဟာတာမန်အရက်တွေတော့မဟုတ်ပါဘူးရေအစ20နဲ့ရောတော့ရလာအောင်ပြင်းထန်ပြီးတော့ချိုမိန်လုံးတဲ့ဝိုင်းတွေပါဒီဝိုင်းတွေကနောက်ပိုင်းမှာ Cyclops လူကြီး Polyphemus ကိုမူးယစ်စေပြီး Odysseus တို့အသက်ရှင်ဖို့အတွက်တော်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်နတ်ဖျားတွေပေါ်ယူသိမှုပြခဲ့တဲ့လောက်ရတစ်ခုတည်းကနေသူတို့ရဲ့အသက်ကိုအနာဂတ်မှာကယ်တင်နိုင်မဲ့လက်ဆောင်ရရှိခဲ့တာပါမြို့ကိုသိမ်းပြီးယေသနာတွေကိုလည်းသိမ်းပြီး Odysseus ကသူ့လူတွေကိုမြန်ဆုတ်ခွာကြဖို့နဲ့ရန်သူတွေပြန်နေမဆုစီးမိခင်ပင်နယ်တွေကိုထွက်ကြဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့လောဘနဲ့အောင်ပွဲစောတက်နေတဲ့သူ့လူတွေက Odysseus ရဲ့စကားကိုနားမထောင်ခဲ့ကြပါဘူးဟိုမရဲ့အဆိုအရသူတို့ဟာကြီးမားတဲ့မိုင်မဲမှုကြောင့်နားမထောင်ခဲ့ကြဘူးလို့လည်းဆိုပါတယ်သူတို့ကကမ်းခြေမှာဝိုင်းတွေတောက်ဒေသခံတွေရဲ့သိုးတွေကိုတတ်စားပြီးတညာလုံးပျော်ပါနေခဲ့ကြတယ်ခေါင်းဆောင်ဖြစ်သူရဲ့အမိန့်ကိုနစ်ညူရှုခဲ့မိတဲ့အမိန့်မနာခံမှုပါနောက်တစ်နေ့မှာတော့သွေးစွန်းတဲ့နက်ခင်တစ်ခုဖြစ်လာနိုင်မယ်လို့သူတို့မတွေးမိခဲ့ကြပါဘူးဂရိတွေမူရပျော်ပါနေချိန်မှာအသက်ရှင်ကြံရတဲ့ Siconis တွေဟာကျွန်းရဲ့အတွင်းပိုင်းကသူတို့ရဲ့အမျိုးအနွယ်တွေကိုတွားခေါ်ခဲ့ကြပါတယ်သူတို့ကတာမန်ရွာသူရွာသားတွေတော့မဟုတ်ကြပါဘူးမြင်းရထားတွေနဲ့တိုက်ခိုက်ရမှာကျွမ်းကျင်တဲ့အတွေ့အကြုံရဲ့စစ်တီတော်ကြီးတွေပါနောက်တစ်နေ့မနက်မှာတော့အရေးအတွက်များပြားလာတဲ့ Siconis စစ်တပ်ကြီးဟာမနက်ခင်းမှာမြင်ရတဲ့တိတ်ရွက်တွေလိုပန်းပွင့်တွေလိုထူထပ်စွာရောက်ရှိလာပါတော့တယ်ပြင်းထန်တဲ့တိုက်ပွဲဟာလည်းတဏီကုံကြာမြင့်ခဲ့ပါတယ်နောက်ဆုံးမှာတော့ပင်မန်းနွားနယ်နေတဲ့ဂရီတွေကအရေးနှိမ်ခဲ့ပြီးတော့အသေးအတန်ဆုံးခွာခဲ့ရပါတော့တင်မော12စီးတွေကတစည်းစီမှာလူ6ယောက်စီကြာဆုံးခဲ့ရပါတယ်စုစုပေါင်းသူရဲကောင်း82ယောက်အောင်ပွဲခံပြီးစအိမ်ပြန်ခရီးရဲ့ပထမဆုံးနေ့မှာတင်သွေးမြေကြခဲ့ရပါပြီဒါဟာသူတို့ရဲ့စီကံမဲ့မှုအမိန့်မနာခံမှုအတွက်ပေးဆက်လိုက်ရတယ်တန်ဖိုးကြီးလာတဲ့အဖိုးခါပါပဲOdysseus ဟာကမ်းကနေခောက်ဝေးမှာတင်မော်ရီကိုခဏရက်ပြီးကြာဆုံးသွားတဲ့သူ့ရဲ့ရဲဘော်တွေကိုဂုဏ်ပြုတဲ့အနေနဲ့သူတို့ရဲ့နာမည်တွေကို3ချိန်တိုင်ကျဲလောင်စွာအော်ဟစ်ခေါ်ဆိုခဲ့ပါတယ်။ဝမ်းနည်းမှုတွေကလည်းသူတို့ရဲ့ရှင်ထဲမှာအပြည့်ပါပဲ။ဒါပေမဲ့ဒုက္ခတွေကဒီမှာနဲ့မပြီးသေးပါဘူး။
နတ်ဖျားတို့ရဲ့ဘုရင် Zeus နမင်းကြီးကသူတို့ရဲ့ Siconis တို့အပေါ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်မုန်တိုင်းကြီးတစ်ခုဖန်တီးပြီးတော့ပို့ထုတ်ခဲ့ပါတယ်။မဲမောင်တဲ့တိမ်တွေနဲ့လေပြင်းတွေကြောင့်သူတို့ရဲ့လှေတွေရဲ့ရွက်တွေစုပ်ပြဲကုန်ပြီးအိမ်ပြန်လမ်းကြောင်းကနေလည်းအကြီးအကျယ်လွဲချော်ခဲ့ရပါတယ်။အခုဆိုရင်သူတို့ကအိမ်ပြန်ဖို့မျှော်လင့်ချက်တွေဝေးကွာသွားပြီးနောက်ထပ်ထူးဆန်းတဲ့နေမြေတစ်ခုဖြစ်တဲ့ကြာပန်းစားသူများနေထိုင်ရာ The Land of Lotus Eaters စီကိုဦးတည်သွားနေပါပြီ။ Odysseus တို့ဘာတွေဆက်ကြုံရအောင်မလဲ။ဒါမဲ့အပိုင်း 3 မှာကျွန်တော်တို့ဆက်လက်ဆောင်မြောက်ကြည့်ရှုကြတာပေါ့။